April 29 ရက်နေ့မှာလူတစ်ယောက်ကရှန်ဟိုင်းဟောင်းချောင်းလေးစိတ်ကိုရိုက်ပြပါတယ်။အရင်ကလူတွေနဲ့အမြဲတမ်းစီကားနေတဲ့လေးစိတ်ကြီးကအခုတော့တော်တော်လေးတိတ်ဆိတ်နေတာကိုတွေ့ရပါတယ်။ခရီးသည်နည်းနည်းပါးပါးပဲတွေ့ရပြီးတရုတ်ရဲ့အလုပ်အများဆုံးလေးစိတ်တွေထဲကတစ်ခုဖြစ်ခဲ့တဲ့အရင်ကအခြေအနေနဲ့လုံးဝဆန့်ကျင်ပါ။အလားတူ April 26 ရက်နေ့နေ့လယ်2 နာရီလောက်မှာနောက်ထပ်ဗီဒီယိုတစ်ခုကရှန်ဟိုင်းဖူတုံးလေးစိတ်ရဲ့အခြေအနေကိုရိုက်ပြပါတယ်။လေးစိတ်ကြီးကတိတ်ဆိတ်နေပြီးအခွန်လို့ဆိုင်အများစုပိတ်ထားပါတယ်။ online မှာကြည့်ရှုနေတဲ့သူတွေလည်းအံ့ဩနေကြပါတယ်။လွန်ခဲ့တဲ့တလတုန်းကတော့ဒီလေးစိတ်ကြီးခီးသည်တွေနဲ့ပြည့်နှက်နေခဲ့တာပါ။တချို့ကအဲ့ဒီဗီဒီယိုကိုနိုင်ငံတကာထွက်ခွာတဲ့နေရာမှာရိုက်ထားတာမလို့လူသိမ့်မရှိတာဖြစ်နိုင်တယ်လို့လည်းပြောနေကြပါတယ်။ဒါပေမဲ့လူအများစုကစိုက်တွေပိတ်တာနဲ့လှုပ်ရှားမှုတွေနည်းသွားတာကိုထောက်ပြပြီးစီးပွားရေးကျဆင်းတာနဲ့ဆက်ဆက်နေတယ်လို့လည်းပြောကြပါတယ်။ပုံမှန်အားဖြင့်လူစီကားတဲ့မေလပိတ်ရက်ခီးသွားရာသီနီးလာတာနဲ့အမျှတရုတ် netizen အများပြကတနိုင်ငံလုံးကအဓိကနိုင်ငံတကာလေဆိပ်တွေကလူသူကင်းမဲ့နေပုံရတယ်လို့လည်းပြောကြပါတယ်။ April 24 ရက်နေ့မှာတရုတ်အနောက်မြောက်ပိုင်းရဲ့အဓိကဖြတ်တန်းရာလေဆိပ်တစ်ခုဖြစ်တဲ့ Xi'an ရှန်ယန်နိုင်ငံတကာလေဆိပ်ရဲ့နိုင်ငံတကာထွက်ခွာတဲ့နေရာတစ်ခုလုံးဝဗလာကျင်းနေတာကိုရိုက်ပြပါတယ်။တခြားလေဆိပ်တွေမှာလည်းအလားတူမြင်ကွင်းတွေတွေ့နေရတယ်လို့သတင်းတွေထွက်နေပါတယ်။ April 22 ရက်နေ့မှာလူတစ်ယောက်ကချန်ရှာလေဆိပ်ကလူမရှိသလောက်ဖြစ်နေတာကိုရိုက်ပြပြီးနောက်တစ်ယောက်ကတော့ချန်ဒူလေးစိတ်လဲလူသိမ့်မရှိဘူးလို့ပြောပါတယ်။ April 21 ရက်နေ့မှာဘလော့ဂါတစ်ယောက်ကရှီချာကျွမ်းဒီဝိုဖုနိုင်ငံတကာလေးစိတ်အားလုံးဒီပါပိတ်ထားပြီးစိုင်းတွေအကုန်လုံးပိတ်ထားတာကိုပြပါတယ်။ဒီလိုအခြေအနေကတနိုင်ငံလုံးမှာဆက်ဖြစ်နေပါတယ်။ April 17 ရက်နေ့မှာဘလော့ဂါတစ်ယောက်ကဘေဂျင်းမြို့တော်လေးစိတ်ကအခွန်လွတ်စိုင်းတွေရဲ့ဗီဒီယိုကိုတင်ပြီးအရင်ကထပ်ဘလောက်တိတ်ဆိတ်သွားတယ်လဲဆိုတာပြောပြပါတယ်။စိုင်းတော်များကပိတ်ထားပြီးအရင်ကလူအများကြီးနဲ့ပြည့်နေတဲ့ထွက်ခွာတဲ့နေရာကအခုတော့လူသူမဲနေတဲ့ပုံမှာလူသူသိမ့်မရှိပဲစိုင်ဝန်ထမ်းတွေပဲရှိပါတယ်။မှတ်ချက်တွေမှာ netizen တွေကတရုတ်နိုင်ငံအနှံ့လေးစိတ်တွေမှာအခုလိုအသက်မရှိတဲ့ပုံဖြစ်နေတာကိုစိတ်မကောင်းဖြစ်နေကြပါတယ်။တချို့ကရှန်ဟိုင်းရဲ့ဘွန်းလိုနမဲကြီးခီးသွားနေရတွေတော့မေလပိတ်ရက်မှာလူမစီကားလာဘူးလို့ပြောကြပါတယ်။အရင်ကကယောဂမဖြစ်ခင်ကဆိုရင်လေးစိတ်တွေနဲ့ခီးသွားနေရတွေလူတွေပြည့်နေခဲ့တာနဲ့တော့လုံးဝဆန့်ကျင်ပါ။လွန်ခဲ့တဲ့၄-၅ နှစ်လောက်တုန်းကတရုတ်ရဲ့အဓိကလေးစိတ်တွေအထူးသဖြင့်နိုင်ငံတကာလေးစိတ်တွေကအားလျက်တွေမှာမဟုတ်ပဲပုံမှန်ရက်တွေမှာတော့အရန်စီကားခဲ့ပါတယ်။တခါတလေထိုင်စရာမရှိလို့ခီးသည်တွေကျမ်းမြင်မှာရက်နေတာဒါမှမဟုတ်ထိုင်နေရတာမျိုးတောင်ရှိပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့2 နှစ်အတွင်းဒီလိုစီကားတဲ့မြင်ကွင်းတွေအများကြီးပျောက်သွားခဲ့ပါတယ်။စီးပွားရေးစတိုက်ကျဆင်းနေတာလူအများပြပစ္စည်းကောင်းကောင်းမသုံးနိုင်တော့တာနဲ့အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲရဲ့ကြာရှည်တဲ့သက်ရောက်မှုတွေကြောင့်အသုံးစရိတ်တွေအထူးသဖြင့်ခီးသွားလာမှုမှာအသုံးစရိတ်တွေတိတိတသားလျော့ကျသွားခဲ့ပါတယ်။တရုတ်လေကြောင်းပို့ဆောင်ရေးအသင်းရဲ့ဥက္ကဋ္ဌဝမ်ချန်ရှန်ကတရုတ်ရဲ့လေကြောင်းလုပ်ငန်းဟာဖိအားတော်တော်များခံနေရတယ်လို့လည်းဝန်ခံခဲ့ပါတယ်။ပြည်တွင်းမှာဆိုရင်လျင်မြန်စွာတိုးချဲ့နေတဲ့ရထားလမ်းတွေနဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေနဲ့ရင်ဆိုင်နေရပြီးနိုင်ငံတကာမှာဆိုရင်ပထဝီနိုင်ငံရေးတင်းမာမှုတွေကတိုးတက်မှုကိုဟန်တားနေပါတယ်။ဝမ်ကဘလို့ပထဝီဝင်နိုင်ငံရေးပြဿနာတွေလဲဆိုတာအတိအကျမပြောပေမဲ့လေးလာသူအများပြကတော့ဒီပြဿနာတွေကိုတရုတ်ရဲ့ရန်လိုတဲ့ဝင်ပလွေစစ်တီတော်တန်တမာရေးမူဝါဒနဲ့ဆက်ဆက်နေတယ်လို့လည်းပြောကြပါတယ်။လေကြောင်းခီးသွားလာမှုလိုအပ်ချက်တိတိကျကျကျဆင်းနေပေမဲ့တရုတ်အစိုးရကလေဆိပ်အသစ်တွေတိစောက်ဖို့ငွေအများကြီးဆက်ပြီးရင်းနှီးမြှုပ်နှံနေပါတယ်။ April 17 ရက်နေ့မှာလူတစ်ယောက်ကလူသိမ့်မရှိတဲ့ဒါလီယန်နိုင်ငံတကာလေဆိပ်ကိုဝေဖန်တဲ့ဗီဒီယိုတစ်ခုတင်ပြီးအဲ့ဒီနားမှာလေဆိပ်အသစ်တိစောက်ဖို့အကြောင်းပြချက်ကိုမိကွန်းထုတ်ခဲ့ပါတယ်။လက်ရှိလေဆိပ်ရဲ့အရှေ့တောင်ဘက်18 ကီလိုမီတာအကွာမှာတည်ရှိတဲ့ဒါလီယန်ဂျင်ကျိုးဝမ်နိုင်ငံတကာလေဆိပ်တစ်ကို2024ခုနှစ်ဇွန်လ15ရက်နေ့မှာတရားဝင်စတင်တိစောက်ခဲ့ပါတယ်။လူလုံကျွန်းပေါ်မှာတိစောက်ထားပြီးစတူယန်ကီလိုမီတာ20ကျဲဝန်းပါတယ်။လေရင်ပြေးလန်း၄ခုနဲ့စတူယန်မီတာ9သိန်းကျဲဝန်းတဲ့လေဆိပ်အဆောက်အုံကြီးနဲ့ F4 လေပတ်မှုစံနှုန်းကိုပြည့်မီအောင်ဒီဇိုင်းဆွဲထားပါတယ်။ဝေဖန်သူတွေကလည်းဒီလောက်လိုအပ်ချက်နေနေတဲ့အချိန်မှာတော့လေဆိပ်အသစ်တိစောက်တာဟာငွေနဲ့အရင်းမြစ်တွေဖြုံးတိရရောက်တယ်လို့ပြောကြပါတယ်။တရုတ်ရဲ့နိုင်ငံတကာလေဆိပ်တွေဟာပြဿနာတော်တော်များများနဲ့ရင်ဆိုင်နေရပါတယ်။မြန်နှုန်းမြင့်ရထားတွေနဲ့ပြည်တွင်းပြိုင်ဆိုင်မှုပြင်းထန်တာနိုင်ငံတကာနဲ့စီးပွားရေးခီးသွားလာမှုလိုအပ်ချက်လျော့နေသွားတာကုန်ပစ္စည်းရောက်ရှိမှုမှာပြဿနာတွေဆက်ရှိတာနဲ့ငွေကြေးတန်ဖိုးကျဆင်းသွားတာတွေပါတရုတ်ရဲ့အဓိကအစိုးရပိုင်လေကြောင်းလိုင်း3ခုရဲ့ဗန်နာရေးအစည်းအဝေးခန်းစားတွေအရအခက်အခဲတွေဆက်လက်ရှိနေတာကိုတွေ့ရပါတယ်လေယာဉ်အစီး930လောက်ပြေးဆွဲနေတဲ့ Air China ဟာ2024ခုနှစ်မှာယွမ်တန်230အရှုံးပေါ်ခဲ့ပြီး2023ခုနှစ်မှာယွမ် 1.34 ဘီလီယံနဲ့2022ခုနှစ်မှာယွမ်39ဘီလီယံအရှုံးပေါ်ခဲ့ပြီးသားပါနိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ China Southern Airlines ဟာလည်း2024ခုနှစ်မှာယွမ် 1.89 ဘီလီယံအရှုံးပေါ်ခဲ့ပြီးရှန်ဟိုင်းမှာရုံးစိုက်တဲ့ China Eastern Airlines ကလည်းအဲ့ဒီနှစ်မှာပဲယွမ် 4.2 ဘီလီယံအရှုံးပေါ်ခဲ့ပါတယ်တရုတ်ရဲ့ပြည်တွင်းလေကြောင်းခီးသွွာလာမှုစွမ်းရည်ဟာ2019ခုနှစ်အဆင့်ကိုကျော်လွန်သွားပြီမဲ့
နိုင်ငံတကာခီးသွွာလာမှုပြန်လည်ကောင်းမွန်လာတာကနောက်ကျနေပါတယ်ကမ္ဘာလေကြောင်းလိုင်းအများစုဟာကပ်ရောဂါကြောင့်ကျဆင်းပြီးတဲ့နောက်2023ခုနှစ်မှာအမြတ်အစွန်းပြန်ရလာပြီမဲ့ China Southern Air China နဲ့ China Aster တို့လိုတရုတ်လေကြောင်းလိုင်းတွေကတော့ဘဏ္ဍာရေးအရှုံးတွေနဲ့ဆက်လက်ရုန်းကန်နေရပါတယ်Flymaster နဲ့လေကြောင်းဆိုင်ရာလေးလာရေးကုမ္ပဏီ Sirian ရဲ့အချက်အလက်တွေအရတရုတ်ရဲ့ပြည်တွင်းစီးပွားရေးဖိအားတွေနဲ့နိုင်ငံရေးတင်းမာမှုတွေကနိုင်ငံတကာခီးသွွာလာမှုပြန်လည်ကောင်းမွန်လာတာကိုဟန့်တားထားပါတယ်2023ခုနှစ်မတ်လအထိနိုင်ငံတကာလေကြောင်းစွမ်းရည်ဟာ2019ခုနှစ်အလားတူကာလထက်20%လောက်နှိမ့်နေတော့မှာ Air China ကပြိုင်ဆိုင်မှုဖိအားတွေအများကြီးရင်ဆိုင်နေရတယ်လို့လည်းဝန်ခံခဲ့ပါတယ်အထူးသဖြင့်ပြည်တွင်းဈေးကွက်မှာနိုင်ငံတကာလမ်းကြောင်းတွေအတွက်ရည်ရွယ်ထားတဲ့လေယာဉ်အကြီးစားတွေကိုလေကြောင်းလိုင်းတွေကဆက်ပြီးပြေးဆွဲနေတော့မှာPremium ရဲ့အချက်အလက်တွေအရ2024ခုနှစ်မတ်လမှာပြည်တွင်းလေယာဉ်စွမ်းရည်ဟာအရင်နှစ်ထပ်1.9%ကျဆင်းသွားတာကိုတွေ့ရပါတယ်။လေကြောင်းလုပ်ငန်းတွေရဲ့အခက်အခဲတွေထဲမှာလေယာဉ်လက်မှတ်ဈေးနှုန်းတွေကကပ်ရောဂါခေတ်ကမြင့်မားတဲ့ဈေးနှုန်းတွေကနေကျဆင်းလာတာလည်းပါဝင်ပါတယ်။လေယာဉ်လက်မှတ်ဈေးနှုန်းယွမ်200အထိကန့်သက်ထားတာနဲ့မြန်နှုန်းမြင့်ရထားလက်မှတ်10%လျှော့ပေးတာတွေကမကြသေးခင်ကအများအပြားအာရုံစိုက်ခံရပါတယ်။တရုတ်လေကြောင်းလုပ်ငန်းအတွက်နောက်ထပ်စိုးရိမ်စရာလက္ခဏာတစ်ခုကလေယာဉ်တင်နန်းသားတွေလေယာဉ်မမောင်းတတ်တော့တာပဲတရုတ်မီဒီယာတွေရဲ့အဆိုအရ China Aster Airline ကလေယာဉ်မှုလေ့ကျင့်နေသူ89ယောက်ဟာစစ်ဆေးမှုစံနှုန်းအသစ်တွေကိုမအောင်မြင်လို့လေယာဉ်မမောင်းရတော့ပါဘူး2024ခုနှစ်စီးမြင့်သစ်အရ2018ခုနှစ်ကနေ2021ခုနှစ်အထိဝင်ခဲ့တဲ့တင်နန်းသားတွေဟာနိုင်ငံတကာလေကြောင်းအဖွဲ့အစည်းရဲ့အင်္ဂလိပ်စာစောင့်မွေးပွဲတွေနဲ့ License Theory စောင့်မွေးပွဲတွေကို6လအတွင်းအောင်ရပါမယ်မအောင်ရင်သူတို့ရဲ့တင်နန်းစာချုပ်ကိုဖျက်သိမ်းခံရပါမယ်နှစ်ပေါင်းများစွာပြင်းပြပန်းလေ့ကျင့်ခဲ့ရတဲ့ကျောင်းသားအများပြားဟာရုတ်တရက်အပြောင်းလဲတွေကြောင့်သူတို့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေလည်းထိခိုက်သွားကြပါတယ်။လုပ်ငန်းကျွမ်းကျင်သူတွေကကပ်ရောဂါအတွင်းလေရင်စီးသူနေသွားလို့လေရင်မှုတင်နန်းဆင်းတွေကအများကြီးကျန်နေခဲ့တာဟာအခုတော့ပြင်းထန်တဲ့ပြဿနာတစ်ခုဖြစ်ပေါ်လာပြီလို့လည်းပြောပါတယ်။မကြာသေးခင်နှစ်တွေမှာ China Aster Airline မှာလေရင်မှုလေ့ကျင့်ပေးတဲ့ကုန်ကျစရိတ်တွေတက်လာပါတယ်။2019ခုနှစ်မှာယွမ်တန်950အထိရောက်ပြီး2022ခုနှစ်မှာတော့ယွမ်တန်880အထိအမြင့်ဆုံးရောက်ခဲ့ပါတယ်။ဒါပေမဲ့2024ခုနှစ်ပထမနှစ်ဝက်မှာတော့ကုန်ကျစရိတ်ဟာယွမ်တန်220အထိကျဆင်းသွားပါတယ်။တရုတ်ကျွမ်းကျင်သူယူကန်ကလေမှုတယောက်ကိုလေ့ကျင့်ပေးတဲ့ကုန်ကျစရိတ်ကအရန်များပြီးကျောင်းသားတွေလည်းသူတို့ရဲ့ငယ်ဘဝတစ်ခုလုံးကိုပေးဆက်ခဲ့ရပါတယ်။အခုအာဏာပိုင်တွေကလူအရန်ခေါ်ထားတယ်လို့ပြောပြီးလေမှုတင်နန်းသားတွေကိုစွန့်ပစ်လိုက်ပါတယ်။နှစ်ပေါင်းများစွာလေ့ကျင့်ပေးပြီးမှဒီလူတွေကိုစွန့်ပစ်တဲ့ဒီအခြေအနေဟာတရုတ်ကွန်မြူနစ်ပါတီရဲ့တာဝန်မဲ့တဲ့စနစ်ရဲ့ရလဒ်ပဲဖြစ်ပါတယ်။လေကြောင်းလိုင်းတွေရဲ့ကုန်ကျစရိတ်တွေမှာဝန်ထမ်းလစာလောင်စာဆီနဲ့လေယာဉ်ကုန်ကျစရိတ်တွေအဓိကပါဝင်ပြီးအခုသူတို့အားလုံးကအသုံးစရိတ်ရှော့ချဖို့စ조사နေကြပါတယ်။တရုတ်လေကြောင်းလိုင်းကြီး3ခုရဲ့2023ခုနှစ်လစာကုန်ကျစရိတ်တွေမှာ China Eastern မှာတယောက်ကိုယွမ်2,39,500 China Southern မှာတယောက်ကိုယွမ်2,32,500 နဲ့ Air China မှာတယောက်ကိုယွမ်2,29,600 အထိရှိပါတယ်။ China Aster Airline ဟာအနည်းငယ်ပိုပြီးများပါတယ်။ဒီနှစ်အစပိုင်းမှာအဓိကလေကြောင်းလိုင်းအားလုံးကသူတို့ရဲ့တစ်နှစ်တာ bonus တွေကိုပေးခဲ့ပါတယ်။2024ခုနှစ်မှာ China Aster ကအဓိကလေကြောင်းလိုင်း3ခုထဲမှာအရှုံးအများဆုံးဖြစ်တယ်လို့သတင်းထုတ်ပြန်ပါတယ်။မကြာသေးခင်က China Aster ဟာပြဿနာအများပြားနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ကွမ်ရှီတောင်တန်းဒေသမှာပြတ်ကျခဲ့တဲ့လေယာဉ် MU5735 ရဲ့ဝန်ထမ်းစရာအဖြစ်ပြန်လဲပါဝင်ပါတယ်။ကွမ်မင်ကနေထွက်ခွာပြီး64မိနစ်အကြာမှာပြတ်ကျခဲ့တာပါ။ပြတ်ကျတဲ့အကြောင်းရင်းကိုမသိရသေးပေမဲ့လူအမှားနဲ့ဆက်ဆက်နိုင်တယ်လို့တချို့ကတော့ယုံကြည်နေကြပါတယ်။ပြီးခဲ့တဲ့နှစ်က China Aster ဟာခရီးသည်တွေအတွက်ထိုင်ကုန်တွေကိုအစုလိုက်ပိတ်ထားတဲ့ပြဿနာနဲ့လေဆိပ်တွေမှာ VIP ခရီးသည်400ကိုမေးထားခဲ့တဲ့အဖြစ်အပျက်တွေကြောင့်လည်းအများပြည်သူရဲ့ဝေဖန်မှုကိုခံခဲ့ရပါတယ်။တရုတ်နိုင်ငံရဲ့နိုင်ငံတကာလေဆိပ်တွေမှာလူမရှိသလောက်ဖြစ်နေတာဟာနိုင်ငံခြားလေကြောင်းလိုင်းတွေတဖြည်းဖြည်းတရုတ်ဈေးကွက်ကနေထွက်ခွာသွားတာနဲ့လည်းဆက်ဆက်နေပါတယ်။2024ခုနှစ်မှာနိုင်ငံခြားလေကြောင်းလိုင်းအတော်များများကတရုတ်ကိုလာတဲ့လေယာဉ်ခီးစဉ်တွေကိုရပ်ဆိုင်းလိုက်တာကြောင့်လေယာဉ်ခီးစဉ်တွေအများအပြားဖျက်သိမ်းခံခဲ့ရပါတယ်။အချက်အလက်တွေအရကပ်ရောဂါကန့်သက်ချက်ရုပ်သိမ်းပြီးတဲ့နောက်တရုတ်ကိုလာတဲ့နိုင်ငံခြားလေကြောင်းလိုင်းတွေရဲ့စွမ်းရည်ဟာကပ်ရောဂါမဖြစ်ခင်အဆင့်ကိုပြန်မရောက်ရုံသားမကလေကြောင်းလိုင်းအတော်များများကတရုတ်ဈေးကွက်ကနေလေယာဉ်ခီးစဉ်ကိုရုပ်သိမ်းသွားပါတယ်။ခရီးသွားလူသူနေပါတာလေယာဉ်ခီးစဉ်လမ်းကြောင်းတွေကန့်သက်ထားတာနဲ့ပထဝီနိုင်ငံရေးအကြောင်းရင်းတွေကဒီလိုရုပ်သိမ်းရတဲ့အဓိကအကြောင်းရင်းတွေပဲဖြစ်ပါတယ်။ထိုင်ဝမ်နန်ဟွာတက္ကသိုလ်ကပမောက္ခဆန်ဂူရှန်ကကပ်ရောဂါအပြီးမှာတရုတ်ရဲ့နိုင်ငံတကာဆွဲဆောင်မှုလျော့နေလာတယ်လို့လည်းပြောပါတယ်။နိုင်ငံအများပြားကတရုတ်နဲ့ဆက်ဆံရေးရှော့ချဖို့အရှိန်မြင့်နေကြပါတယ်။နိုင်ငံတော်တော်များများကလေယာဉ်ခရီးစဉ်တွေရပ်ဆိုင်းတာဟာနိုင်ငံတကာစီးပွားရေးမှာတရုတ်ရဲ့အရေးပါမှုအပေါ်ကမ္ဘာအမြင်ပြောင်းလဲလာတာကိုရှင်းရှင်းလင်းလင်းပြနေပါတယ်။
2023ခုနှစ်အစောပိုင်းမှာကပ်ရောဂါကန့်သတ်ချက်တွေရုပ်သိမ်းပြီးတဲ့နောက်တရုတ်ရဲ့စီးပွားရေးကဆက်လက်ရပ်တန့်နေပြီးနိုင်ငံခြားခီးသွွားတွေချက်ချင်းပြန်မလာကြပါဘူး။တရုတ်အစိုးရကစိုးရိမ်တကြီးနဲ့နိုဝင်ဘာ2023ခုနှစ်မှာနိုဝင်ဘာ30ရက်နေ့2025ခုနှစ်ဒီဇင်ဘာ31ရက်နေ့အထိဘူဂေးရီးယား၊ရိုမေးနီးယားနဲ့ဂျပန်အပါအဝင်နိုင်ငံ9နိုင်ငံကနိုင်ငံသားတွေအတွက်ဗီဇာကင်းလွတ်ခွင့်မူဝါဒကိုအကောင့်ထဲပေါ်မယ်လို့ကြေညာခဲ့ပါတယ်။အဲ့ဒီအပြင်ဗီဇာကင်းလွတ်ခွင့်ရတဲ့နိုင်ငံ38နိုင်ငံကနိုင်ငံသားတွေရဲ့နေထိုင်ခွင့်ကာလကိုလက်ရှိ15ရက်ကနေရက်30အထိတိုးမြှင့်ခဲ့ပါတယ်။နိုင်ငံရေးလေးလာသူတိုင်ရှီကွန်ကဒါကယောဂအပြီးမှာတရုတ်ရဲ့လာရောက်တဲ့နိုင်ငံသားအရေးအတွက်မလောက်တာကိုတိုက်ရိုက်ပြသနေတယ်လို့လည်းယုံကြည်ပါတယ်။သူက Radio Free Asia ကိုပြောရမှာလေတရုတ်ကနိုင်ငံခြားတိုင်းပြည်တွေအပေါ်ရန်လိုတဲ့မူဝါဒတွေစက်တိုက်ကျင့်သုံးနေတဲ့အတွက်နိုင်ငံခြားခီးသွွားတွေဟာအတော်လေးခေါင်းကိုက်စရာဖြစ်လာပါတယ်။တရုတ်အစိုးရကဇက်တိုက်ဖွင့်လှစ်ဖို့ကြိုးစားနေပြီမဲ့တရုတ်ဟာကပ်ရောဂါမဖြစ်ခင်ကလိုအဓိကခီးသွွားနေရာတစ်ခုအဖြစ်ပြန်မရောက်သေးပါဘူး။တရုတ်ရဲ့နောက်ဆုံးတရားဝင်စည်းရင်းအင်းတွေအရ2024ခုနှစ်မှာပြည်ရင်းကိုဝင်လာတဲ့ခီးသွွားအရေးအတွက်ဟာ131.9 သန်းအထိရောက်ရှိခဲ့ပြီး60.8 ရာခိုင်နှုန်းတိုးလာပါတယ်။အဲဒီထဲက26.94 သန်းဟာနိုင်ငံခြားသားခီးသွွားတွေပါ။အဲ့ဒီနိုင်ငံခြားသားတန်း20ထဲမှာဗီဇာကင်းလွတ်ခွင့်နဲ့တရုတ်ကိုဝင်လာတဲ့သူတွေက112.3 အထိတိုးလာပါတယ်။ဒါပေမဲ့2019ခုနှစ်မှာနိုင်ငံခြားသားဝင်ထွက်အရေးအတွက်စုစုပေါင်းဟာတန်း98တန်းနီးပါးရှိခဲ့ပါတယ်။တရုတ်အစိုးရကနိုင်ငံခြားခီးသွွားလုပ်ငန်းကိုအားပေးရင်အားမြောက်လှုံ့ဆော်နေပြီးတိုးတက်လာတဲ့ပုံအပေါ်စီးအင်းတွေကိုထုတ်ပြန်နေပြီးမြဲအမှတ်တကယ်အခြေအနေကလုံးဝကွဲပြားနေပါတယ်။နိုင်ငံတကာလေဆိပ်တွေကလူသူကင်းမဲ့နေပါတယ်။လေကြောင်းလိုင်းတွေဟာ9နှစ်တာကာလအတွင်းအကြီးကျယ်အရှုံးပေါ်နေပြီးလေယာဉ်မှုအများပြားကိုလည်းအလုပ်ဖြုတ်နေပါတယ်။တရုတ်ရဲ့အကြီးဆုံးလေဆိပ်ဖြစ်တဲ့ဖူတုံနိုင်ငံတကာလေဆိပ်ကလည်းလူအရန်ရှင်းနေပါတယ်။ည9နာရီလောက်ဆိုတော့လေဆိပ်မှာလူအများဆုံးရှိရမယ့်အချိန်မှာနိုင်ငံတကာလေယာဉ်ခရီးစဉ်တွေနည်းသွားပြီးနိုင်ငံခြားသားတွေလည်းပိုနည်းသွားပါတယ်။အရင်ကဆိုရင်အကောက်ခွန်ကိုဖြတ်ဖို့တနအီကျော်ကြာပြီးမှအခုတော့နိုင်ခွဲပဲကြာပါတယ်။မြို့တဲကိုသွားတဲ့မြေရောက်ရထားမှာလည်းဂျန်ကျန်းနေပညာမြေစုံအထိလူနည်းနည်းပဲရှိပါတယ်။လူကြီးအထိထိုင်ကုန်တွေအများကြီးကျန်ပါသေးတယ်။မယုံနိုင်စရာပါ။နောက်ထပ်ဗီဒီယိုတစ်ခုမှလည်းပေကျင်းမြို့တော်လေဆိပ်ကတိတ်ဆိတ်နေတာကိုပြသထားပါတယ်။2025ခုနှစ်ရဲ့ပထမ3လပတ်အတွက်တရုတ်ရဲ့လမ်းကြောင်းခွင့်ပြုချက်တွေအရဥရောပနဲ့အမေရိကန်လိုပုံမှန်လူကြိုက်များတဲ့ဈေးကွက်တွေမှာတိုးတက်မှုမရှိပါဘူး။အဲ့ဒီအစားရုရှားအရှေ့အလယ်ပိုင်းအရှေ့တောင်အာရှအာဖရိကနဲ့လက်တင်အမေရိကလိုကမ္ဘာနဲ့လမ်းကြောင်းဒေသတွေကခရီးသည်လမ်းကြောင်းအသစ်တွေကိုအာရုံစိုက်ရဖြစ်လာပါတယ်။မကြာသေးခင်နှစ်တွေမှာတရုတ်အာဏာပိုင်တွေကတရှို့လုံးမှုတိုက်ဖျက်ရေးဥပဒေကိုအကြောင်းပြပြီးနိုင်ငံခြားကုမ္ပဏီဝန်ထမ်းတွေကိုမကြာခဏရှာဖွေတာဒါမှမဟုတ်ဖမ်းဆီးတာတွေလုပ်ပါတယ်။တရုတ်မှာနိုင်ငံခြားသားတွေကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်မှုတွေလည်းဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ဗီဇာပြဿနာတွေအပြင်နိုင်ငံခြားခီးသွွားတွေဟာတရုတ်နိုင်ငံမှာခီးသွွားတဲ့အခါအခက်အခဲအများကြီးနဲ့လည်းရင်ဆိုင်ရပါတယ်။နိုင်ငံခြား online forum တွေမှာတရုတ်ရဲ့ internet ဒတိုင်းကြီးကနိုင်ငံခြား apps တော်တော်များများကိုပိတ်ထားတာဈေးသက်သာတဲ့တဲခိုစရာတွေဖြစ်တဲ့ Elban လိုနေရာတွေပျောက်သွားတာနိုင်ငံခြားသားတွေအတွက်သူတို့ကိုတဲခိုခွင့်ပေးဖို့အာဏာပိုင်တွေခွင့်ပြုထားတဲ့ hotel တွေမှာပဲတဲခိုခွင့်ရှိတာအစတဲ့အခက်အခဲတွေအများကြီးထောက်ပြကြပါတယ်။ရဲတွေကလည်းမှတ်ပုံတင်စနစ်တစ်ခုလုပ်ထားပါသေးတယ်။ဆိုင်ယန်ခွန်ကလက်ရှိတိဘက်ဒေသတွေဟာနိုင်ငံခြားသားတွေအတွက်တောလာခွင့်မရှိသေးဘူးလို့ယုံကြည်ပါတယ်။တကယ်တော့အဲ့ဒီဒေသတွေကိုနိုင်ငံခြားခီးသွွားတွေကိုဖွင့်ပေးလိုက်ရင်ဘာပြဿနာမှမဖြစ်တော့ပါဘူး။ဒါပေမဲ့ဒီဒေသတွေဟာနိုင်ငံခြားသားတွေအတွက်အစွဲဆောင်မှုအရှိဆုံးနေရာတွေပါ။ထိုင်ဝမ်တုံကွမ်တက္ကသိုလ်ကပါမောက္ခဟောင်ယောင်နန်ကလည်းနိုင်ငံခြားခီးသွွားတွေရဲ့စိုးရိမ်ပူပန်မှုတွေကအဓိကအဖြစ်နိုင်ငံရေးအခြေအနေနဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုအပေါ်မှာအာရုံစိုက်နေတယ်လို့လည်းပြောပါတယ်။သူကမူဝါဒတွေရှော့ပေးထားပေမဲ့နိုင်ငံခြားခီးသွွားတချို့ကတရုတ်ရဲ့နိုင်ငံရေးအခြေအနေနဲ့လုံခြုံရေးပြဿနာတွေအပေါ်မှာစိုးရိမ်မှုတွေရှိနေတော့မှာပဲအထူးသဖြင့်အမျိုးသားလုံခြုံရေးဥပဒေနဲ့တချို့လုံမှုတိုက်ဖျက်ရေးဥပဒေတွေပြဋ္ဌာန်းပြီးတဲ့နောက်ဒီစိုးရိမ်မှုတွေကအများကြီးတိုးပွားလာတယ်လို့လည်းပြောခဲ့တဲ့အကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။